မင်္ဂလာပါရှင်တတမီမီလေးတို့ရေဒီနေ့ Miss မီမီကတတမီမီလေးတို့ကိုပုံမြင်တက်လေးတစ်ပုဒ်ပြောပြပေးသွားမယ်နော်ပုံမြင်လေးရဲ့နာမည်ကဘာလဲဆိုလို့ရှိရင်အော်ပြောတတ်တဲ့ဖားကလေးရဲ့ပုံမြင်လေးရဲ့နာမည်ကဘာလဲကလေးလေးတွေဟုတ်တယ်အော်ပြောတတ်တဲ့ဖားကလေးရဲ့ဒီပုံမြင်လေးရဲ့မှာ Miss မီမီတို့ကဖားကလေးရဲ့အကြောင်းကိုနားထောင်ရမှာကလေးလေးဖားလေးအကြောင်းနားထောင်ခြင်းလားဟုတ်ပြီဒါဆိုလို့ရှိရင်ကလေးလေးကပုံမြင်ဆုံးတဲ့ဒီတိတ်ချအာယုံဆိုင်ပြီးတော့နားထောင်ပေးပါနော် Miss မီမီကပုံမြင်ဆုံးသွားလို့ရှိရင်လည်းပုံမြင်ရဲ့အဆုံးမှာပုံမြင်နဲ့ပတ်သက်ပြီးတော့ဖားလေးရဘာဖြစ်တာလဲဘယ်သူတွေရောက်လာလဲဆိုတာကိုမိကုန်းလေးမေးသွားမယ်ဖြည့်ကြည့်ပေးပါနော်ဒါဆိုလို့ရှိရင် Miss မီမီကပုံမြင်လေးကိုစပြီးပြောပြမယ်နော်ဟိုးရှိတုန်းကရေကန်ကြီးတကန်ရဲ့နားမှာဖားကလေးကွိကွိနဲ့ဖားကလေးကွိကွိရဲ့မိသားစုတွေအတူတူနေထိုင်ကြတယ်တဲ့ဖားကလေးနာမည်ကဘယ်သူလဲကလေးလေးတွေဟုတ်တယ်ဖားကလေးကွိကွိရဲ့ဖားကလေးကွိကွိကလေအရန်ချစ်စရာကောင်းတယ်ဒါပေမဲ့ဖားလေးကွိကွိမှာလေစိုးတဲ့အကျင့်လေးတစ်ခုတော့ရှိရဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်ဖားလေးကွိကွိကစကားပြောရင်ပဲဖြစ်ဖြစ်တငယ်ချင်းနဲ့ကစားရင်ပဲဖြစ်ဖြစ်အိမ်မှာနေရင်ပဲဖြစ်ဖြစ်ကြောင်းတော့ရင်ပဲဖြစ်ဖြစ်အော်ပြီးတော့စကားကိုပြောတတ်တယ်တဲ့ကလေးလေးတွေဖားလေးကွကွရဲ့ဆိုတဲ့အကြံဘာလေးလဲဟုတ်တယ်စကားကိုအော်ပြီးတော့ပြောတာတဲ့ဖားလေးကွကွကိုအော်ပြီးတော့ပြောတဲ့အတွက်တဲ့ဖားလေးကွကွနဲ့အတူတူကစားတဲ့တငယ်ချင်းတွေကတဲ့ဖားလေးကွကွရေဘေးနားမှာလူကြီးတွေလည်းရှိရဲ့ဘေဘီလေးတွေလည်းရှိရမလို့လန့်သွားလိမ့်မယ်ကစားလို့ရှိရင်လေဖြည်းဖြည်းလေးပဲအော်ပြီးကစားနော်လို့တတိပေးရဲ့ဒါပေမဲ့တဲ့ဖားလေးကွကွကနားမထောင်ဘူးတဲ့နားမထောင်မင်းနဲ့ဖားလေးကွကွကဆက်ပြီးအော်မြဲတိုင်းအော်ပြီးတော့ကစားနေတော့တာပေါ့အဲ့ဒါကြောင့်ဖားလေးကွကွရဲ့တငယ်ချင်းတွေကလည်းစိတ်ညစ်ကြတာပေါ့စိတ်ညစ်ပြီးဖားလေးကွကွကိုကွကွကတငယ်ချင်းတွေပြောရလဲနားမထောင်ဘူးဆိုပြီးဝမ်းနေပြီးတော့ကွကွနဲ့နောက်ခါကျရင်မစော့ရဲကြတော့ဘူးတဲ့အဲ့လိုနဲ့ဖားလေးကွကွကအိမ်မှာပဲအော်လာလားဆိုတော့မဟုတ်ဘူးတဲ့ကျောင်းမှာလည်းအော်တယ်တငယ်ချင်းတွေနဲ့အတူတူကစားရင်လည်းအော်တယ်အဲ့လိုမျိုးအမြင်နဲ့အော်ဟဲ့ပြီးတော့ဘယ်နာတော့အော်နေအောင်ဖဖေမေမေနဲ့အတူတူဦးလေးတွေကပါစုံမာတာပေါ့ကွကွရေဒီလိုမျိုးအော်နေဘီနာတငယ်ချင်းတွေလန့်သွားလိမ့်မယ်နော်အော်လို့မရဘူးဆိုပြီးတော့စုံမာတယ်တဲ့ဒါပေမဲ့တဲ့ဖားလေးကွကွကိုတဲ့ပြောလို့လည်းမရတဲ့အပြင်နဲ့ဖားလေးကွကွရဲ့အော်တန်ကြောင်နဲ့တနေ့လဲကြလဲကြဖားလေးကွကွကိုစားဖို့ဆိုပြီးတော့တဲ့ငွေကြီးတစ်ကောင်ရောက်လာတဲ့အဲ့ချိန်မှာတဲ့အားလုံးကကြောက်လန့်ပြီးတော့ထွက်ပြေးကြရတာပေါ့ထွက်ပြေးနေရင်တဲ့အဲ့ချိန်မှာတဲ့ကွကွလေးကနောက်နေ့ရောက်သွားလို့ရှိရင်တဲ့တငယ်ချင်းတွေဖေဖေမေမေဦးလေးပြောတဲ့အတိုင်းတိုးတိုးလေးမကစားတတ်ဖင်းနဲ့တဲ့အမြဲတမ်းအကျဲကြီးအော်မြဲတိုင်းအော်နေရပါဘောတဲ့တနေ့နဲ့ကြလဲကြဖားလေးကွကွကရေကန်နားမှာထိုင်ပြီးတော့တချင်းနေအကျဲကြီးပေါ်ဆိုနေရဲ့ပြီးတော့လေစကားပြောလို့ရှိရင်လည်းအုံကွမ်ဆိုပြီးတော့အတန်အကျဲကြီးနဲ့အော်ပြောနေရဲ့တဲ့အဲ့လိုမျိုးအော်ပြောနေတဲ့အချိန်မှာဖားလေးကွကွရဲ့အတန်ကိုကြားပြီးတော့ကောင်းနေပြီးတော့စွန်ရည်ကြီးတကောင်ကမြင်သွားတယ်တဲ့အဲ့ဒါနဲ့ဖားလေးကွကွကိုဖမ်းစားဖို့ဆိုပြီးတော့အောက်ကိုဆင်းလာတယ်အဲ့ဒါကိုဘသူကမြင်သွားတယ်လဲဆိုတော့လေဖားလေးကွကွရဲ့ဦးကမြင်သွားတယ်ဖားလေးကွကွရဲ့ဦးကမြင်သွားပြီးတော့ကွကွရေနောက်မှာစွန်ရင်လာနေပြီထွက်ပြေးတော့နော်လို့အော်ပြောတယ်ဒါပေမဲ့ဖားလေးကွကွရလေစကားအတန်ကျိန်းနဲ့အတန်ကျိန်းနဲ့တချင်းနေတယောက်ထဲကြအောင်အော်ဆိုနေရဖြစ်တဲ့အတွက်ဦးရဲ့အတန်မကြားဘူးတဲ့မကြားတော့တဲ့ကိုကြီးလေးကစွန်ရဲလာမသိဘူးပေါ့မသိရဲ့အချိန်မှာတဲ့ကိုရဲ့ဦးကလည်းဆက်ပြီးပြောတာပေါ့ကိုရေထဲကိုမမြန်ခုံဆင်းလိုက်တော့ဖိုင်းစွန်ရဲလာနေပြီလို့ပြောတယ်တဲ့အဲ့အချိန်မှာတဲ့ကိုရမသိပဲနဲ့စပြီးတချင်းစုံနေတဲ့အချိန်မှာကိုရဲ့ဦးကနေပြီးတော့ပဲဖားလေးကိုရေထဲကိုဖတ်ပြီးတော့ခုံဆင်းပြီးတော့ကဲလိုက်ရတယ်အဲ့အချိန်မှာဦးကဲလိုက်တဲ့အတွက်ဖားလေးကိုနဲ့ဦးနဲ့ကအသက်ဘေးကနေလွတ်သွားတာပေါ့စုံရဲရလည်းဖမ်းမမိတော့ဘူးအဲ့အချိန်မှာပဲကိုလေးကအရန်နောင်နာရပါတယ်ကိုရဲ့အော်ဟစ်ပြောတတ်တဲ့အကျင့်အော်ဟစ်ပြီးတော့တချင်းဆိုတတ်တဲ့အကျင့်ကြောင့်အခုဆိုလို့ရှိရင်ကိုရဲ့အပြင်တခြားဦးတွေပါအသက်ဘေးနဲ့ကြုံရတဲ့တယောက်ယောက်ကအရေးကြီးတဲ့ remind လုပ်ပေးတဲ့စကားတွေကိုပြောဖို့အတွက်ကိုလည်းကိုကကိုအတန်နဲ့ကိုမကြားပဲနဲ့အသက်ဘေးအန်ဒီနဲ့ကြုံရတဲ့အတွက်ကိုကအရန်ကိုမှနောင်နာရသွားတယ်တဲ့အဲ့ဒါကြောင့်ပဲဒီနေ့ကစပြီးတော့ဦးဖားလေးကိုကိုလေးကဂတိပေးလိုက်တယ်ဘယ်လိုဂတိပေးလိုက်လဲဆိုတော့လေဦးရေကိုလေးနောက်ခါကြလို့ရှိရင်လုံးဝမအော်တော့ပါဘူးเนาะစကားပြောရင်လည်းတူတူပဲပြောပါရမယ်เนาะ
အဲ့ဒါမှလေတခုခုအရေးကြုံတာရှိလို့ရှိရင်တခြားတငယ်ချင်းတွေဦးဦးတွေဖေဖေမေမေတွေကတတိပေးတာ remind လုပ်တာကိုကိုကကြားမှာမဟုတ်လို့နောက်ခါကျရင်လုံးဝအော်တော့ပါဘူးနော်ဆိုပြီးဂတိပေးလိုက်တယ်တဲ့အဲ့လိုကနေစပြီးတော့ကိုလေးကအရန်နေပါတယ်ဖားကလေးကိုဖြစ်သွားတယ်နောက်ခါကျလို့ရှိရင်တငယ်ချင်းတွေဝဲဖြစ်ဖြစ်ဖေဖေမေမေနဲ့ပဲဖြစ်ဖြစ်စကားပြောတဲ့အခါမှာလုံးဝအော်မပြောတော့ဘူးအတန်ကိုပုံမှန်အတန်လေးနဲ့ပဲနားထောင်ကြည့်အောင်ပြောတော့တယ်အဲ့လိုနဲ့လိန်မာသွားတဲ့ဖားလေးကိုရဲ့ပုံမြင်ကတော့ဒါပါပဲကွယ်ကဲပုံမြင်လေးပြီးသွားပြီဆိုတော့ Miss Mimi ကကလေးလေးတွေကိုပုံမြင်နဲ့ပတ်သက်ပြီးတော့မိခွန်းလေးနည်းနည်းမေးကြည့်မယ်နော်ပုံမြင်နဲ့ကဖားကလေးရဲ့နာမည်ကဘယ်လိုခေါ်လဲဟုတ်တယ်ဖားကလေးနော်ဖားကလေးရလေအရန်ချစ်စရာကောင်းမယ်ဆိုတဲ့အကျင့်လေးတစ်ခုရှိရဲ့အဲ့ဒါဘာလေးလဲသိလားဟုတ်တယ်စကားပြောရင်ဘယ်လိုပြောရလဲအောင်ကွမ်ဆိုပြီးအကျိအော်ပြောတာအဲ့လိုအကျိအော်ပြောလို့ဖားလေးမှာကောင်းတာရေးဖြစ်လာလားဆိုးတာရေးဖြစ်လာလားဟုတ်တာပေါ့ဆိုးတာတွေပဲဖြစ်လာတာပေါ့ဖားလေးကိုဖမ်းစားဖို့ဆိုပြီးတော့ဘာကောင်ကြီးကမြေပြင်ပေါ်ထိုးပြီးဆင်းလာလဲဟုတ်တယ်ကလေးလေးတွေစွန်ရဲရထိုးပြီးဆင်းလာနော်ဖားလေးကိုဦးကရေးရဲခုံစင်းမှုပြောတဲ့အခါမှာဖားလေးကကြားရလားမကြားရအောင်နော်ဘာဖြစ်လို့မကြားရလဲသိလားဟုတ်တာပေါ့ဖားလေးကအတန်ကျိန်းနဲ့တချင်းစုံနေတဲ့အခါမှာသူ့ရဲ့အတန်နဲ့သူလွှမ်းပြီးတော့ပြင်ကဘေးနားကတငယ်ချင်းတွေဦးတွေဖေမေ remind လုပ်တာကိုမကြားတော့ဘူးအဲ့ဒါကြောင့်ဖားလေးကိုစုံရဲရဖမ်းပြီးတော့မဲ့အချိန်မှာလေဘသူကကဲ့တင်လိုက်တာလေဟုတ်တယ်ဖားလေးရဲ့ဦးကနေပြီးကဲ့တင်လိုက်တာအဲ့ခါကျတော့ဖားလေးကနောင်နာရသွားလားမရသွားဘူးလားဟုတ်တယ်ဖားလေးကနောင်နာတေချာရသွားပြီးတော့ဘယ်လို promise ပေးလိုက်လဲနောက်ခါကြလို့ရှိရင်စကားပြောလို့ရှိရင်အော်ပြီးမပြောတော့ပါဘူးချိုတာနဲ့ပုံမှန်အတန်လေးနဲ့ပဲပြောပါတော့မယ်ဆိုပြီးဦး promise ပေးလိုက်တယ်ဒါဆိုလို့ရှိရင်ကလေးလေးကရောစကားပြောလို့ရှိရင်ချိုတာနဲ့တခြားသူကိုအေးဆေးကောင်းမွန်ပြောမှလားအော်ဟက်ပြီးတော့အကျဲကြီးပြောမှလားဟုတ်တယ်နော်ကလေးလေးအားလုံးကလိန်မာတဲ့ကလေးလေးတွေလိန်မာတဲ့တသားမီမီလေးဖြစ်တဲ့အတွက်စကားပြောတဲ့အခါမှာအော်ဟစ်ပြီးတော့မပြောဘဲနဲ့ချိုတာကောင်းမွန်နဲ့လူကြီးတွေကိုရင်းကြည်လေးပြောရမယ်နော်ဒါမှသာကုတ်ခဲလေးကုတ်ပွိုင်းနေဖြစ်မှာနော်ဒီနေ့ပုံမြင်လေးကိုနားထောင်ပေးရတဲ့အတွက် Miss Mimi ကျေးဇူးအများကြီးတင်ပါတယ်ကလေးလေးတွေ bye bye